သစ္စာတရားနဲ့မေတ္တာစွမ်းအားအကြောင်းတရားဒေသနာတော်ဒီကနေ့ကအလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေရဲ့နေတုနေမြတ်အမှတ်တရရှိရမယ်နေဖြစ်လို့ဝါဆိုလာပြီဓမ္မစကြာခါတော်နေ့ဆိုဓမ္မစကြာတရားရဲ့မြတ်ဗုဒ္ဓဟောကြားခဲ့တာကိုနိုင်ယူမှတ်သားပြီးတော့ရှေးဥစွာပူဇော်ကြရအောင်ဖြစ်တယ်ပေါ့ပြီးတဲ့အခါမှာလောကမှာမေတ္တာစွမ်းအားအရေးပါဖို့အကြောင်းနောက်ပိုင်းမှာဟောပြောပြီးတော့ဒီကနေ့တော့ဝါဆိုလာပြီဓမ္မစကြာခါတော်နေ့နဲ့ဆုံစည်းနေသဖြင့်ဓမ္မစကြာတရားတော်ရဲ့အနှစ်ချုပ်ကလေးကိုသိရှိနားလည်ဖို့လွန်ခဲ့တဲ့နှစ်ပေါင်း2600ဒီ6နှစ်ကဟောခဲ့တယ်အခုသာသနာတော်နှစ်2561ဆိုတာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့နှစ်ကိုမှတ်သားရတာဖြစ်တယ်နော်တပည့်စကြာဟောတဲ့နှစ်ကိုပြန်ပြီးတော့မှတ်သားမယ်ဆိုလို့ရှိရင်အဲ့ထဲ45နှစ်ထပ်ပြီးတော့ထည့်ရမြတ်စွာဘုရားပထမဝါမှာတပည့်စကြာတရားဟောခဲ့တာဖြစ်တယ်ဘုရားလက်ထက်တင်မယ်မြတ်စွာဘုရားပြိဋိဘံဆံတဲ့အချိန်မှာ45နှစ်ရသွားပြီအဲ့တော့ဒီကနေ့ခက်မှာဆိုရင်တပည့်စကြာတရားတော့ဟာဒီကနေ့တပည့်စကြာတရားဟောခဲ့တဲ့နှစ်ဟာ2606နှစ်လို့ဒီလိုတွက်လို့ရပါတော့အဲ့တော့2606နှစ်မြောက်မှာတပည့်စကြာတရားတော်ကိုတို့တွေပြန်ပြီးအမှတ်ရပြီးတော့တပည့်စကြာလာจิตစဉ်တွေအတိုင်းလောကမှာကျင့်သုံးနေထိုင်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရှားဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပေါ်ပါတယ်။တပည့်စကြာတရားရဲ့အနှစ်ချုပ်ကိုပြောမယ်ဆိုရင်မြတ်စွာဘုရားမပွင့်ခင်ကတဏှာဝကလွတ်ဖို့ဆိုပြီးတော့ယူဆနှစ်ရက်ပေါ်ထွန်းခဲ့တယ်ပေါ့။ဘုရားလက်ထက်မှာခေတ်စားနေတာယူဆနှစ်ရက်ပေါ်ထွန်းဒီကနေ့ခေတ်လည်းရှိတယ်လို့ပဲပြောမှာတခုကတော့ပြောနေသေးခဲဆိုတဲ့အယူဆမျိုးကာမေတုကာမတုခံလိကနိရောဂလူဘဝဆိုတာပျော်ဖို့ပဲတတ်နိုင်တဲ့မြတ်ပျော်ရွှင်စရာတွေရှာကြံပြီးတော့ဘဝမှာပျော်နေဖို့ဆိုတာကိုအပေးတဲ့ပုဂ္ဂိုလ်တွေအများအားဖြင့်လည်းအမပေးတောင်မှပဲဘဝမှာပျော်ပြီးတော့မေ့နေကြတဲ့ပုဂ္ဂိုလ်တွေကများတယ်ပေါ့နော်အဲ့တော့တန်တရားဝကလွတ်ချင်တယ်ဆိုရင်တော့အဲ့ဒါတန်တရားဝကလွတ်နိုင်မှုအတွက်လမ်းကြောင်းမဟုတ်တော့မဟုတ်လို့မြတ်စွာဘုရားအဲ့ဒီလမ်းမျိုးလည်းမလိုက်နဲ့လို့တပည့်စကြာနေ့မှာဒီနေ့အတိအကျဟောခဲ့တာနော်တန်တရားဝကလွတ်ချင်တယ်ရှင်တဲ့နှလုံးထဲမှာပူပင်နေရတဲ့တောကတွေဒေါသတွေလောဘတွေမောဟတွေကြောင့်ဖြစ်ပေါ်နေရတဲ့ပူမှုတွေအေးချမ်းခြင်းနဲ့ဆိုလို့ရှိရင်အစွန်းတစ်ဖက်ကိုရှောင်မှုလို့မှန်ကန်တဲ့လမ်းကြောင်းတစ်ခုရှောင်အဲ့တော့ကာမဂုဏ်အာယုံလို့ဆိုတာမျက်စိကမြင်လို့နှစ်သက်ချင်တဲ့ဆရာအာယုန်တွေကိုကြည့်ရှုပြီးတော့စိတ်ပျော်တာနားကနှစ်သက်ကျင်တဲ့ဆရာအတန်လေးနားထောင်ပြီးတော့စိတ်ပျော်တာအဲ့ဒီကျင်တဲ့ဆရာကောင်းတဲ့အာယုန်တွေကိုဆင့်ဆွဲ pleasure ဆိုကာမခေါ်ကာမဆိုတာလိုချင်စရာအာယုန်တွေပဲလိုချင်စရာဆိုတာမျက်စိကမြင်ပြီးလိုချင်တာနားကကြားပြီးလိုချင်တာနှာခေါင်းကနမ်းရှုလျှာကလည်းရဲ့ခန္ဓာကိုယ်ကထိတွေ့ပြီးလောကမှာလိုချင်စရာအာယုန်တွေရှိတယ်
အဲ့ဒီလိုချင်စရာအာယုန်တွေကိုလိုချင်တတ်မဲ့နေတာကိုလည်းပဲကာမလို့ပဲခေါ်တယ်ကာမနှမျိုးခွဲပြီးတော့မှဝတ္ထုကာမကိလေသာကာမလိုချင်စရာအာယုန်တွေကိုလည်းကာမလို့ခေါ်တယ်လိုချင်တဲ့တဏှာကိုလည်းကာမလို့ခေါ်တယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့ချမ်းသာမှုကိုရှာဖွေပြီးကြိုးစားနေတာကိုကာမတုခလိကနိယောဂလို့ခေါ်တယ်ကာမတုခလိကနိယောဂဆိုတာအဲ့ဒါပြောကာမတုခပြောစရာတွေနဲ့ပြောနေမှုပျော်ဖို့ကြိုးစားနေမှုပြောစရာတွေနဲ့ပျော်ပြီးပြောနေမှုဟာရှင်တဲ့နှလုံးထဲမှာအေးချမ်းမှုဆိုတာရှားမှာမဟုတ်ဘူးမကြခင်ပြောစရာတွေဆုံးရှုံးသွားတဲ့အခါမှာရှင်တဲ့အပုမီးတွေထလာမှာပဲဒါကြောင့်မို့ဒီလမ်းကြောင်းနဲ့ငြိမ်းချမ်းမှုကိုရှာလို့မရဘူးဒါအစွန်းရောက်နေတဲ့လမ်းကြောင်းတစ်ခုမြတ်စွာဘုရားလက်ထက်ကတည်းကပျော်ပျော်နေရမယ်ဆိုတဲ့အယူဝါဒတစ်ခုရှိခဲ့ပျော်ပျော်နေခြင်းဟာဖြင့်လူရဲ့စိတ်နှလုံးကိုအေးချမ်းမှုရပျော်ခြင်းဖြင့်ရတယ်လို့ဒီလိုယူဆပြီးဟောပြောတဲ့ပုဂ္ဂိုလ်တွေရှိနောက်တစ်ခါတစ်ဖက်ကလာပြန်တယ်အဲ့ဒါလို့စိတ်နှလုံးအေးချမ်းမှုအပျော်ရှားယုံနဲ့မင်းဟာထာဝရငြိမ်းချမ်းမှုကိုရမှာမဟုတ်ဘူးလူစိတ်ဆိုတာနှိပ်ကွက်မှဖြစ်တယ်ခန္ဓာကိုယ်ကြီးဆိုတာနှိပ်ကွက်မှဖြစ်တယ်နှိပ်ကွက်ရမယ်ပင်ပန်းခံရမယ်နှိပ်ကွက်မှစိတ်ဓာတ်တွေဟာကာမဂုဏ်အာယုန်ဘက်ကိုမသွားမှာဖြစ်တယ်ခန္ဓာကိုယ်အပင်ပန်းခံဖို့နှိပ်ကွက်ဖို့လမ်းကြောင်းတွေကိုဘယ်လောက်ထိပေးထားတော့ဆိုဣဆက်ညင်ညောတဲ့မှုရတွေပေါ်မအိမ်နဲ့မာကြောပြီးတော့ပြင်းထန်တဲ့ဆူးရှတဲ့ဆူးတွေပေါ်အိတ်ဆောင်းကြောင်ထိုင်ပြီးနေနော်ပင်မခံနေပူတဲ့အချိန်မှာမိဘုံလေးဘုံတရားလေးမျက်နှာမှာဖိုးထားပြီးအပေါ်ကနေဘူးပတ်ဝန်းကျင်ကလေးဘက်လေးတန်းကမိဘုံရဲ့အပူအဲ့ဒီအပူတွေခံပြီးတော့လူဟာညှဉ်းပန်းနှိပ်စက်ပေးမှဒီကံကုံအာယုစိတ်တွေဆိုတာနှိပ်ကွက်လို့ရမှာလို့ယူဆရှိပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ကျင့်ရမယ်ဆိုတဲ့ဒီယူဆတရားကိုဟောပြောလာကြတယ်ဘာသာရေးသမားအုပ်စုကလည်းပေါ်လာပြန်စင်ခံရမယ်ဆိုတဲ့အုပ်စုကိုယ်ကိုညှဉ်းပန်းနှိပ်စက်မှထာဝရအငြိမ့်တက်ကိုရနိုင်မယ်ဆိုတဲ့အုပ်စုအဲ့ဒီအုပ်စုကြီးနှစ်ခုဟာမြတ်စွာဘုရားမပေါ်ခင်ကတည်းကအိန္ဒိယနိုင်ငံမှာပေါ်ထွန်းပြီးတော့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလက်တွေ့လုံးနေကြတဲ့ပုဂ္ဂိုလ်တွေများသို့တော့အဲ့ဒီလမ်းကြောင်းနှစ်ခုစလုံးဟာလွတ်တဲ့အကျိုးတရားကိုဖြစ်ထွန်းစေသလားဆိုမဖြစ်ထွန်းမြတ်စွာဘုရားစကလုံးတစ်လုံးနဲ့ပြောလိုက်တယ်အနတ္ထတန်ဟိတောဆိုအဲ့ဒါပြောတာနော်ကျန်တာတွေထားလိုက်အရေးကြီးတာကအထတန်ဟိတဖြစ်ဖို့ကိုမျှော်မှန်းတဲ့အကျိုးတစ်ခုဖြစ်စေဖို့အရေးကြီးကိုမျှော်မှန်းမဲ့အကျိုးကျေးဇူးကိုရမယ်ဆိုရင်ဘလောက်ပဲပင်ပန်းခံရမှာပဲလေအဲ့တော့ပင်ပန်းကြီးစွာလုပ်ပြီးတော့မျှော်မှန်းတဲ့အကျိုးရလာလို့ဆိုမရဘူးမျှော်မှန်းတဲ့အတိုင်းမဖြစ်ဘူးပင်ပန်းရုံမဲ့ဖတ်တင်နေဆိုအေးချမ်းသာခံစားတဲ့ဒီလမ်းစဉ်ကရောမျှော်မှန်းတဲ့အကျိုးရထာဝရအငြိမ့်တက်ဆိုတာရလားမရဘူးတောကတွေနဲ့ဆုံးရှုံးမှုတွေနဲ့နောက်ဆုံးမှာငိုကြည့်ချက်မှငိုကြွေးပြီးတော့တောကတွေနဲ့ဆုံးသက်သွားအဲ့တော့နှစ်ခုစလုံးဟာတကယ်ကိုလူလာတဲ့ကောင်းကျိုးချမ်းသာဆိုတာမပေးနိုင်လို့မြတ်စွာဘုရားအဲ့ဒီလမ်းစဉ်နှစ်ရာစလုံးကိုအနတ္ထတန်ဟိတကောင်းကျိုးချမ်းသာကိုမဖော်ဆောင်နိုင်တဲ့လမ်းကြောင်းတွေဖြစ်လို့အဲ့ဒီလမ်းကြောင်းနှစ်ကြောင်းကိုတန်တရားဥက္ကလွတ်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တိုင်းရှောင်ကွင်းဖို့လိုအပ်တယ်လို့ဟောဒီဓမ္မစကြာနေ့မှာအဓိကထားဟောလိုက်နော်အဲ့ဒါကိုတတိယဖို့လို့အဲ့ဒါကိုကိုလိုချင်တဲ့အဓိပ္ပာယ်ကိုမဆွဲကြနဲ့ပေါ့
ကိုလိုချင်တဲ့အဓိပ္ပာယ်ဆွဲပြီးတော့မယူနဲ့ဆိုလိုတာကကာမဂုဏ်အာယုန်နေနဲ့ပျော်ပျော်နေရမယ်ဆိုတဲ့အယူဝါဒခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်ရမယ်ဆိုတဲ့အယူဝါဒဒီအယူနှစ်ခုချာဒီအယူနှစ်ခုဟာဆန့်ကျင်မဲ့အယူဝါဒနှစ်ခုဖြစ်တယ်အဲ့ဒီအယူဝါဒနှစ်ခုလုံးသည်အနတ္ထတန်ဟိတကောင်းကျိုးချမ်းသာကိုပေးနိုင်စွမ်းမရှိဘူးဒါကဒီဓမ္မစကြာဒေသနာတော်မှာမြတ်စွာဘုရားပိဿဝဂ္ဂီယဟန်ကတကယ်တော့ယသိဆင့်ပါနော်၅ပါးပဲရှိတာဆိုလိုတာကလူသားက9ယောက်ပဲပါသို့တော်မြတ်စွာဘုရားဟောလိုက်တဲ့တရားကိုနာယူမှတ်သားနေကြတဲ့နတ်ပရိသတ်ကအသင်ချီဗြဟ္မာဒီကို18ခရီးလောက်ရှိတယ်13လောကရကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုနာယူဖို့နားဆွင့်ပြီးနားထောင်နေကြတဲ့နတ်ဗြဟ္မာတွေကမရေမတွက်နိုင်အောင်များတယ်အဲ့ဒီပရိသတ်ခေါ်တာဖြစ်သောကြောင့်မြတ်စွာဘုရားဟာယဟန်တွေလိုက်နာဖို့ဟောတာကြီးဒီလိုမဟုတ်ဘူးနော်ပပ္ပစိတဆိုတဲ့အဓိပ္ပာယ်ကယဟန်လို့ပမာပြန်လို့တာတကယ်ကတော့ကိုယ်ရင်နဲ့နှလုံးထဲကမကောင်းတဲ့စိတ်တွေသဘောထားတွေကိုရှင်းပြခြင်းနဲ့ဆိုရင်ဒီအစွန်းရောက်လမ်းစဉ်တစ်ခုမလိုက်နဲ့လို့သူပြောတယ်နော်ဒီနှစ်ခုတွေဒီလမ်းကြောင်းနှစ်သွယ်ကရှောက်လို့ကတော့မရနိုင်ဘူးဘာကြောင့်လို့ဆိုရင်ဒီလမ်းကြောင်းနှစ်သွယ်အစွန်းရောက်နေတဲ့လမ်းကြောင်းနှစ်သွယ်ကရှောက်လန်းလို့ရှိရင်ကိုလိုချင်တဲ့အကျိုးဟာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးလို့ဒီလိုတတိပေးပြီးတော့မှန်ကန်တဲ့လမ်းကြောင်းတစ်ခုဖော်ပြမြတ်စွာဘုရားမှာအကျဉ်းတရားနဲ့ပညာတရားနှစ်ခုရှိနှစ်ခုစလုံးဟာအလွန်ကြီးမားတယ်လို့ပြောလောကမှာအကျဉ်းတရားရှိုံနဲ့မပြီးဘူးပညာတရားအရေးပါသေးတယ်အကျဉ်းနဲ့ပညာနှစ်ခုပေါင်းစပ်မှမှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဖော်ပြနိုင်တာဖြစ်တယ်အကျဉ်းတရားရှိခြင်းကြောင့်တရားတွေရဲ့ဒုက္ခရောက်နေတဲ့အနေအထားတစ်ခုကိုကဲတင်လို့တဲ့စိတ်ဆန္ဒတွေဖြစ်တယ်ပညာရှိခြင်းကြောင့်ကဲတင်ပုံကဲတင်နည်းမှန်ကန်တဲ့နည်းစနစ်ကိုထုတ်ဖော်ပေးနိုင်အဲ့တော့ပညာကဖို့အရေးကြီးတယ်ပေါ့အကျဉ်းရှိပြီးပညာမရှိဘူးဆိုရင်လမ်းလွဲညွန်ပြလို့ရှိရင်ပို့ဒုက္ခရောက်သွားကြတယ်ရေနစ်သူကိုဝါကူ၍နှိပ်တယ်လို့ဆိုလို့ရေနစ်နေတဲ့ပုဂ္ဂိုလ်ဝါကလေးကန်းလိုက်တဲ့ဝါကလူကိုထိုးနှိပ်တယ်လို့ဖြစ်သွားတာမျိုးအဲ့ဒီစကားမျိုးလို့အကူကြီးမရပဲနဲ့ဒုက္ခရောက်သွားတာလေအဲ့တော့ပညာဟာနေရာတစ်ခိုင်းမှာလည်းအရေးကြီးတယ်ပေါ့မှန်ကန်တဲ့အသိဉာဏ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုဖော်ထုတ်ပေးမှသာလေတရားတွေဟာချမ်းသာဒုက္ခရကြဒါကြောင့်မို့မြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2606နှစ်အချိန်ကာလကဒီလမ်းကြောင်းနှစ်ခုတတိထားပြီးရှောင်ကြလို့ဆိုလို့တတိထားရှောင်မှကိုယ်ကျင်တဲ့နှလုံးထဲမှာပူလောင်မှုတွေကိုဖြစ်စေတတ်တဲ့ကိလေသာတွေရဲ့ငြိမ်းအေးမှုကိုဖြစ်စေမှာဖြစ်တယ်။ဒါကြောင့်မို့ဒီလမ်းနှစ်လမ်းကိုတော့မလိုက်ကြနဲ့ရှောင်လိုက်ရမယ့်လမ်းကိုညွှန်ပြတယ်။မြတ်စွာဘုရားကတကယ်ကိုစနစ်တကျလမ်းညွှန်ပုဂ္ဂိုလ်မျိုးရှင်းသုံးတဲ့နည်းစနစ်ပဲ။လမ်းညွှန်တယ်ဆိုတာမလိုက်ရမယ့်လမ်းကိုအရင်ညွှန်ရမယ်တဲ့။ဒါလမ်းညွှန်တဲ့လူတွေရဲ့ technique ကမသွားရမယ့်လမ်းကိုအရင်ပြောပြီးတော့မှသွားရမယ့်လမ်းကိုပြောအဲ့ဒါကိုအမှတ်မဲ့မနေနဲ့တတိထားကြည့်ကိုသားသမီးတွေဆုံးမတဲ့အခါလဲဒါမလုံးနဲ့ဆိုတာအရင်ပြောပြီးဒါလုံးဆိုတာနောက်မှပြောကြည့်လေမင်္ဂလာသုံးပါလဲကြည့်အသေဝနာသပါလနာအသိဉာဏ်မရှိတဲ့လူတွေနဲ့မင်းတွက်ဖက်ပြီးတော့အလုံးမလုံးနဲ့ဆိုတာမလုံးနဲ့ကိုအရင်ပြောရတယ်ဘာကြောင့်လို့ဆိုရင်သူပိုရေးချီတာရှောင်ဖို့ကပိုရေးချီတာရှောင်ဖို့မရှောင်မင်းရင်ဒုက္ခရောက်သွားတော့မှာဟုတ်တော့ဆိုပါစို့ဒီတဲ့ထင်ရှားတဲ့ဥပမာနဲ့ပြောရမယ်ဆိုရင်နော်အစာနှစ်ခုစားစရာအာဟာရနှစ်ခုချထားတယ်တစ်ခုကအစိတ်ပါတယ်ဘုတစ်ခုကအစိတ်မပါ
အဲ့တော့စိတ်ပါနေတဲ့အစားကိုအရင်ပြောမယ်ဓမ္မစားနဲ့စိတ်တွေနဲ့ဟိုဟာစားဆိုဟိုဟာစားလို့နောက်မှပြောစိတ်ပါတာကိုအရင်မစားမိဖို့ကအရေးကြီးတယ်ဒါကြောင့်မို့လမ်းညွှန်တဲ့အခါမြတ်စွာဘုရားဟာရှင်တဲ့နှလုံးရဲ့အေးချမ်းမှုဘဝမှာနေထိုင်တဲ့အခါမှာဒီအစွန်းရောက်နေတဲ့လမ်းကြောင်းနှစ်ကြောင်းကမလျှောက်နဲ့လျှောက်လို့ရှိရင်အနတ္ထတန်ဟိတောမင်းလိုချင်တဲ့အကျိုးတစ်စုံတရာဖြစ်လာမှာမဟုတ်ဘဲနဲ့မကောင်းတဲ့အကျိုးတွေကိုသာရရှိလာမှာဖြစ်တယ်လို့မလျှောက်ရမယ့်လမ်းကြောင်းနှစ်ခုအရင်ဟောပြီးတော့မှအလယ်လန်းကိုမြတ်စွာဘုရားအလယ်လန်းဆိုတာကိုအဓိပ္ပာယ်ဖော်ဆောင်မှုမမှားစိတ်နဲ့အလယ်လန်းဆိုတဲ့နေရာမှာသူကအစွန်းရောက်တဲ့လမ်းနှမျိုးကိုရှောင်ပြီးတော့ဖြောင့်မှန်တဲ့တိကျတဲ့မှန်ကန်တဲ့လမ်းကိုအလယ်လန်းလို့ခေါ်တာမှားပြီးနေတဲ့အလယ်လန်းလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးမြတ်စွာဘုရားအဲ့တော့အလယ်လန်းဆိုဒီမှာအခုကအလယ်လန်းလို့ဆိုလိုက်လို့ရှိရင်စီယိုဘောခွာထိုင်ရမယ့်ပုံစံမျိုးတချို့လက်ဝဲလမ်းမလိုက်နဲ့လက်ရလမ်းမလိုက်နဲ့ဆိုအလယ်ကောင်ကနေဆိုတောင်မြောင်းမြောင်းမြောင်းလမ်းလို့ဒီလိုလဲထင်အောင်ထင်ကြတယ်အဲ့ဒါလို့မဟုတ်ဘူးတော့ဆိုလိုတဲ့အဓိပ္ပာယ်ကဒီကာမတုခန္တိကကာမတုခတာမခံစားနဲ့ဓမ္မတုခတော့ခံစားလို့ရတယ်ဆိုလိုတာကချမ်းသာဒုက္ခမခံစားနဲ့ဆိုတာချမ်းသာတိုင်းကိုပြောတာမဟုတ်ဘူးကာမဒုက္ခကိုပြောစံချမ်းသာတော့ခံစားလို့ရတယ်ဟောခံစားတဲ့နဲ့ချမ်းသာကိုတော့ခံစားဖို့ကြိုးစားခန္ဓာကိုယ်အပင်ပန်းခံတဲ့ရင်ခံဆိုတဲ့အဓိပ္ပာယ်ဆိုလို့တချို့အတ္တကိလမထာဖြစ်တယ်နော်ပင်ပန်းခံပြီးတော့မလုံးနဲ့တက်တက်တာတာလေးလုံးလို့ဒီလိုလဲဟောတတ်ပြောတတ်ကြတကယ်ကတော့အဲ့ဒီအဓိပ္ပာယ်လမ်းကြောင်းမှန်းနေလို့ရှိရင်မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုအယိုးကြည်ကြည်အရေခန်းခန်းသွေးသားတွေခန်းချောက်လို့အယိုးအကျော်များသာကျွန်းပါစေမှန်ကန်တဲ့လမ်းကြောင်းကနေပြီးလမ်းစဉ်မှတ်မိဆိုရင်မရမနေကြိုးပမ်းအထုတ်ပါလို့ဒီလိုပဲဟောတယ်ကြိုးပမ်းအထုတ်ခြင်းကြောင့်ပင်မနာကိုပင်မခံတယ်လို့ပြောတာမဟုတ်ဘူးเนาะအတ္တကိလမထာဆိုတာအတ္တကိလမထာဆိုတာအကျိုးမဖြစ်တဲ့ပင်မခံမှုကိုဆိုလို့ဘာမှအကျိုးမထွက်တဲ့ပင်မခံအဲ့တော့အကျိုးထွက်မယ်ဆိုရင်လောရမယ်လို့ဆိုလို့အဲ့ဒါလည်းတတိထားဖို့အကျိုးရတယ်မရဘူးဆိုတာကိုယ်မျှော်မှန်းချက်ကပါလေကမ္ဘာတရားထုတ်တယ်ဆိုတာတတိနဲ့တမာရီတို့ပညာတို့တိုးပွားအောင်လုပ်တာပေးတည်ပြီးတော့ထိုင်ပါတယ်တတိလည်းမတိုးတတ်ဘူးတမာရီကလည်းမတိုးတတ်ဘူးပညာလည်းမတိုးတတ်ဘူးဆိုရင်ဒါအလကားသာပင်မခန္ဓာခေါ်မှန်ကန်ပြီဆိုလို့ရှိရင်တတိတွေတိုးတက်လာတယ်တမာရီတွေတိုးတက်လာတယ်ပညာတွေတိုးတက်လာကောင်းတဲ့အာယုန်နဲ့တွဲဖက်ပြီးတော့လေ့ကျင့်မှုတွေအောင်မြင်ရရှိလာတယ်ဆိုရင်ဒါမှန်ကန်တယ်လို့ပြောတယ်လောဘတွေဒေါသတွေမောဟတွေနှိပ်ကွက်နိုင်သွားတယ်ဒါမှန်ကန်တယ်လို့ပြောတက်တက်အပင်ပန်းခံယုံကြီးငုတ်တုတ်ကြီးထိုင်းနေတာမျိုးကတော့မလုပ်တဲ့အရာပေါ့ဒီလိုဆိုအသိဉာဏ်လည်းမရဘူးအချိန်စီအောင်ပေးထိုင်နေတယ်ဆိုတာမျိုးကတော့ဒါကတော့မဟုတ်ဘူးအဲ့ထဲပဲဒေါသတွေဖြစ်ချင်းဖြစ်နေတယ်ပေးထိုင်လို့ခြေတော်ကနာဒေါသတွေဖြစ်တောင်တွေးမြောက်တွေတွေးအမှန်မသိတဲ့အခါမောဟတွေဖြစ်အဲ့ဒီလိုဟာမျိုးဆိုရင်တော့ဒါအကျိုးမရှိတဲ့အရာလို့ပြောကမ္ဘာထိုင်နေဆိုတဲ့အဓိပ္ပာယ်ကတတိတိုးပွားဘာဝနာဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်ဘာဝနာဆိုတာဖြစ်စေတာနဲ့တိုးပွားစေတာကိုယ်တဏ္ဍမှာဘာတွေဖြစ်စေရမှာတော့ဆိုလို့ရှိရင်နော်တတိတွေဖြစ်စေရမယ်ပညာတွေဖြစ်စေရမယ်တမာရီစွမ်းအားတွေဖြစ်စေအဲ့ဒါတွေဖြစ်နေမှအကျိုးဖြစ်တယ်နော်အဲ့ဒါတွေဖြစ်လာတိုးတက်အောင်လုပ်တာဘာဝနာလို့ခေါ်တယ်အဲ့ဒါကိုတော့ကိုယ့်ဘက်ကိုဆုံးဖြတ်ကြအောင်မှာဖြစ်တယ်ကိုယ့်ဘက်ကိုဆုံးဖြတ်ကြအဲ့ဒါလို့ဒီမစ္စည်းမပฏิပဒါဆိုတာ
ခံစားတဲ့ချမ်းသာဥပါပဲတမာတိကြောင့်ချမ်းသာလာတဲ့ချမ်းသာမျိုးအဲ့ဒါကိုအခြေခံပြီးတော့အသိဉာဏ်ရအောင်ကြိုးစားအထုတ်တယ်မရမချင်းလိုအပ်တဲ့တတိမျိုးမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားမယ်လိုအပ်တဲ့တမာတိမရသေးရင်ရအောင်လုပ်မယ်ဆိုတဲ့အပင်ပန်းခံမှုမျိုးကတော့အတ္တကိလမထတယ်မပါဘူးလို့ပြောလမ်းကြောင်းမှန်တယ်အဲ့တော့မစ္စည်းမပฏิပဒါဆိုတာအစွန်းမရောက်တဲ့လမ်းကြောင်းမှန်ကန်တဲ့လမ်းကြောင်းသိကြတဲ့လမ်းကြောင်းကိုမစ္စည်းမပฏิပဒါလို့ခေါ်တယ် middle way လို့ဆိုတာစွန်းတစ်ဖက်ကိုကြည့်ပြီးတော့ middle way လို့ပြောတာနော် middle way လို့ပြောတာအဲ့တော့မစ္စည်းမပฏิပဒါရဲ့စွမ်းရည်တတ္တိတွေမစ္စည်းမပฏิပဒါဆိုတာဘာလဲလို့ဆိုတာဘာနဲ့ဖော်ပြထားတော့ဆိုအလုံးသိတဲ့အတိုင်းသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပမကန့်တဲ့အမြင်နဲ့လောက်တာမကန့်တဲ့အမြင်ရှိရမယ်မကန့်တဲ့အမြင်ဆိုတာဘယ်လိုဟာတော့ဆိုရင်တဘာဝအတိုင်းမြင်တာမကန့်တဲ့အမြင်လို့ခေါ်တယ်ဘုန်းကြီးတို့မြင်နေတဲ့အမြင်တွေကတဘာဝအမြင်လားလို့ဆိုမဟုတ်ဘူးနော်တဘာဝအမြင်မဟုတ်ဘူးတဘာဝအမြင်ဆိုတာလူရဲ့တဏ္ဍာမှာရှိတာယုံနဲ့နာနှစ်မျိုးပဲရှိတယ်ယုံနဲ့နေရာပေါင်းစပ်ထားသည့်အတွက်ကြောင့်တရဝပုံစံဖြစ်နေတာကိုအမျိုးသားပဲမျိုးသမီးပဲယောက်ျားပဲသူပဲငါပဲငါဟာပဲငါပဲလို့ဆိုတဲ့အတွေးတွေနဲ့မြင်တာဒါမှန်တဲ့အမြင်မဟုတ်တော့လွယ်မှားတဲ့အမြင်တစ်ခုဖြစ်တယ်အဲ့တော့မှန်ကန်တဲ့အမြင်တစ်ခုနဲ့မြင်ဖို့လိုအပ်တယ်လို့ဆိုလို့မှန်ကန်တဲ့အမြင်ဆိုတာကိုမြတ်စွာဘုရားထူထူသုတ်တန်နေမှာရှင်းပြတဲ့အခါကျတော့သစ္စာလေးပါးကိုမြင်တာမှန်ကန်တဲ့အမြင်နော်အဲ့တော့သစ္စာတရားကိုမြင်ရမယ်သစ္စာတရားကိုပြောတဲ့အခါအဲ့ဒီမှာမစ္စည်းမပฏิပဒါလမ်းကြောင်းကသွားလို့ဆိုတာမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးနဲ့မှန်ကန်တွေးရမယ်မှန်ကန်မြင်ရမယ်မှန်ကန်စွာတွေးတောပြီးဒီသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်စွာပြောမှန်ကန်စွာလုပ်မှန်ကန်စွာအသက်မွေးဆိုတာအခြေခံအနေနဲ့ထည့်ပြီးတော့ဖွဲ့စည်းထားတာဖြစ်တယ်ကိုချင်းတရားကောင်းမွန်မှုပေါ်မှာကိုလုပ်တဲ့အလုပ်တစ်ခုပါကိုချင်းတရားကောင်းတဲ့ပုံမှာအခြေခံ ethic လို့ခေါ်တယ်ကျင့်ဝတ်နည်းတိ morality ကိုချင်းတရားဟာအရေးကြီးဆုံးပဲကိုချင်းတရားမကောင်းလို့ရှိရင်သူ့ကိုလာနှောက်ယှက်တယ်ဆိုတမာတိကိုလာနှောက်ယှက်တယ်ဘာလို့ဆိုတော့လူဆိုတာကိုမဟုတ်တာကိုသိတယ်ကိုသိကိုမဟုတ်တာလောက်ထားရင်ကိုသိအဲ့တော့တိလဆိုတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးပေါ်မှာအခြေခံပြီးတော့ကိုချင်းတိလကိုဖြစ်ဆုံးအောင်လုပ်ပြီးတဲ့အခါမှာကြိုးစားမှုမှန်ကန်တဲ့ကြိုးစားမှုဆိုတာဘာလို့မကောင်းတဲ့စိတ်နေသဘောထားတွေကိုယ်တဏ္ဍမှာမဖြစ်အောင်ကြိုးစားတယ်ကောင်းတဲ့စိတ်နေသဘောထားတွေတည်ဆောက်နိုင်အောင်ကြိုးစားတယ်ဒါမှန်ကန်တဲ့ကြိုးစားမှုမှန်ကန်တဲ့တတိယမှုတဘာဝတရားကိုယ်ခန္ဓာကိုကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ကိုယ်ခန္ဓာပဲဖြစ်စေကိုယ့်ရဲ့ခံစားချက်ပဲဖြစ်စေကိုယ့်ရဲ့စိတ်အနေအထားပဲဖြစ်စေကိုသိဖို့ကမတတ်မှအရေးကြီးတယ်လောကလူတွေကစဉ်းစားကြည့်တစ်ချိန်လုံးသူများအကြောင်းပဲသိတယ်ကိုယ့်အကြောင်းကြတော့မသိကြလူနှစ်ယောက်ဆိုရင်ဘယ်သူအကြောင်းပြောသူများအကြောင်းပြောတယ်နော်သူများအကြောင်းပြောတယ်ပတ်ဝန်းကျင်အပြင်ကဟာတွေပြောရများတယ်ကိုယ်အကြောင်းကိုသိလားလို့ဆိုသိပါတယ်လို့ပြောကြမှာပဲဒါပေမဲ့လို့ကိုယ်အကြောင်းကိုမသိတာတွေအများကြီးကိုယ်အကြောင်းကိုသိအောင်ကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေတယ်ဆိုတာစဉ်းစားဖို့ကအရေးကြီးဒါမှမဟုတ် mindfulness ဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေတဲ့အနေအထားတစ်ခုသိအောင်လုပ်အဲ့ဒါကိုသမာဓိလို့ခေါ်တာအဲ့ဒါလို့သိလာတဲ့အခါမှာတကယ်ဖြစ်ပြနေတဲ့အာယုန်လေးတစ်ခုပေါ်မှာစိတ်ငြိမ်အောင်ထားနိုင်တာသမာဓိတနည်းအားဖြင့်ဒီသမာဓိစွမ်းအားဆိုဇန်၄ပါးကိုပြောတာအမြင့်ဆုံးပြောလို့ရှင်ဇန်၄ပါးသမာဓိကျင့်စဉ်တစ်ခုကိုကျင့်လိုက်တယ်နော်ကျင့်လိုက်တဲ့အခါမှာအောင်မြင်သွားရင်သို့မဟုတ်ဥပ္ပစာရအဆင့်ပေါ့နော်ဇံမရရင်လည်းပဲအတော်လေးတည်ငြိမ်သွားပြီဆိုရင်အဲ့ဒီတည်ငြိမ်မှုကိုအာယူပြီးတော့တတိစွမ်းအားနဲ့သဘာဝတရားကိုအမှန်မြင်အောင်လုပ်တာအဲ့
တော့ကမ္မထန်ထိုင်နေဆိုတဲ့နေရာမှာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာကိုအခြေခံဆောက်တည်လိုက်တယ်ဆောက်တည်လိုက်တဲ့အခါကျတော့ဘာရတော့ဆိုအနဝိဇ္ဇဒုက္ခပြည့်ကင်းတဲ့ချမ်းသာရငါဘာမှမလုပ်ဘူးငါခုချိန်စင်ကြဲနေတယ်ခုနကကိုးပါးသီလယူလိုက်ကြတယ်ဒီချိန်မှာဘယ်သူမှသီလဖောက်ဖျက်တာမရှိဘူးလုံးဝသီလစင်ကြဲနေတယ်ကိုယ့်ကိုယုံကြည်လိုက်ငါခုနကဆောက်တည်လိုက်တဲ့သီလတဘာမှမကြိုးသေးဘူးခုချိန်တည်းဟောအဲ့ဒီလိုတွေးလိုက်တာနဲ့ဝမ်းသာစရာကြီးဖြစ်သွားတယ်အဲ့ဒါကိုကိုယ့်ရဲ့အပြစ်ကင်းမှုပေါ်မှာရှင်းနှံအားရမှုအနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အဲ့ဒီအနဝိဇ္ဇဒုက္ခအတွက်သီလကိုအခြေခံအဲ့ဒီသီလအခြေခံလိုက်တဲ့အခါမှာလူရဲ့စိတ်လေးဟာတည်ငြိမ်အေးချမ်းမှုလွယ်လွယ်ကူတည်ဆောက်နိုင်တာတွေးလိုက်လို့မဟုတ်တာတွေကြီးပဲကောင်းတယ်ပေါ်နေတယ်မဟုတ်တာလှုပ်တာတွေကြီးပဲပေါ်နေတယ်ဆိုရင်စိတ်တည်ငြိမ်အောင်လုပ်ဖို့အလွန်ခဲရင်တယ်ပေါ့စိတ်ချမှုအတွက်ဒါကြောင့်မို့အဝေးကိုမတွေးတော့ပဲနဲ့ကိုအခုဆောက်တည်လိုက်ပြီးအခုစင်ကြယ်တဲ့သီလလေးပေါ်မှာအခြေခံပြီးတော့ကြိုးစားလိုက်တယ်ခုလောလောဆယ်မှာလောဘဒေါသမောဟတွေမဖြစ်အောင်ကြိုးစားတယ်အလောဘဒေါသအမောဟဆိုတဲ့ကုသိုလ်တရားတွေစိတ်ကောင်းတွေဖြစ်အောင်ကြိုးစားတမဝယမကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့အခြေအနေလေးရဲ့ပုံမှာ mindful လုပ်ထားတယ်စိတ်စိုက်ထားတယ်သမာဓိစိတ်ကလေးတည်ငြိမ်အောင်ကြိုးစားတယ်သမာဓိဆိုတယ်ဟောဖြစ်လာတော့အဲ့ဒါတွေဖြစ်လာတော့ရလာတဲ့ရလကဘာလို့ဆိုအမှန်မြင်ခြင်းဆိုတဲ့သမာဓိကိုရတာပဲသမာဓိနဲ့စပြီးသမာဓိနဲ့လမ်းဆုံးတာပဲသဘောကဒါမို့ဘက်က၈ပါးမှာမြတ်စွာဘုရားသမာဓိနဲ့စတာလမ်းဆုံးတော့ဘယ်မှာလမ်းဆုံးလို့ဆိုသမာဓိနဲ့ပဲလမ်းဆုံးအမှန်မြင်ခြင်းဟာတိုးတက်ဖြစ်ပွားလာတဲ့အမှန်မြင်ခြင်းအဲ့ဒီမဂ္ဂင်၈ပါးကိုပဲမြတ်စွာဘုရားကမစ္စည်းမပฏิပဒါလို့ခေါ်လိုက်တယ်နော်မဂ္ဂင်၈ပါးစုပေါင်းလိုက်တဲ့အခါကျတော့သူတို့ရဲ့စွမ်းဆောင်မှုစွမ်းအားတစ်ခုလုံးဟာမစ္စည်းမပฏิပဒါအဲ့တော့မစ္စည်းမပฏิပဒါဆိုတာအလဲချထားတဲ့သဘောလောက်တင်ပြောတာမဟုတ်ဘူးဆိုတာကိုသတိထားဖို့လိုတယ်နော်အမှန်မြင်မှုဥဆောင်ပြီးတော့ဒါဖြင့်ခုနကလမ်းကြောင်းတွေဟာအမှန်မမြင်တဲ့လမ်းကြောင်းတွေလို့ပြောဘာလို့လဲဆိုရင်ကာမဂုဏ်ချမ်းသာကိုတကယ်ချမ်းသာကြီးလို့ထင်ပြီးခံစားနေတယ်ဒီတနေ့ကျတော့ဘာဖြစ်လာကာမဂုဏ်ချမ်းသာအားလုံးကသိနေကြတာကာမဂုဏ်ချမ်းသာဆိုတာဝက်သားပဲနေရစားနိုင်နော်နေ့တိုင်းဝက်သားကြီးကျွေးလာကောင်းတာကြီးပဲအိတ်ကြီးလည်းဘယ်သူနေနိုင်တော့မနေနိုင်ဘူးအပြောင်းလဲလေးဝက်သားစားနေကြလူကချိန်မောင်ရွက်ကလေးတတိယလာဗျာနော်တခုတည်းဆိုတော့ဤလာတယ်လေကာမဂုဏ်အာယုံရဲ့သဘာဝကလည်းအဲ့တိုင်းသူကပြီးတော့ကောင်းကျိုးချမ်းသာကိုပေးသလားလို့ဆိုထာဝရငြိမ်းတက်ကိုပေးလားဆိုမပေးဘူးဒီကြားထဲမှာကာမဂုဏ်အာယုံထဲမှာနေလို့ရှိရင်ကာမဂုဏ်အာယုံစိတ်တွေကိုအကြောင်းပြုပြီးတော့ဘာဖြစ်တယ်မနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေလောဘဖြစ်တာတွေဒေါသဖြစ်တာတွေမာနတွေအစဉ်ပြေနေရင်မာနတွေအစဉ်မပြေဘူးဆိုရင်အိတ်သားတွေဒါတွေနဲ့ပဲလုံးချလိုက်ပြီးတော့နေတာဆိုစိတ်ချမ်းသာမှုဘယ်လိုလုပ်ရမရနိုင်ဒါကြောင့်မို့ကာမဒုက္ခချမ်းသာခံစားရဆိုစိတ်ချမ်းသာမှုပြေဝပေးနိုင်တဲ့အရာမဟုတ်ဘူးအတ္တကိလေသာဆိုတာကြပို့ဆိုးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့မစ္စည်းမပฏิပဒါလမ်းကြောင်းဆိုတာအမှန်လမ်းကြောင်းကနေရှောက်လန်းတာပဲဖြစ်တယ်ပေါ့အဲ့ဒီရှုမြင်သုံးသပ်ချက်အချင်းချင်းပြောမယ်ဆိုရင်မစ္စည်းမပฏิပဒါလမ်းကြောင်းဆိုတာသီလကိုအခြေခံပြီးသမာဓိကိုထူထောင်ပြီးအမှန်သိတဲ့လမ်းကြောင်းအဲ့ဒါကိုမစ္စည်းမပฏิပဒါဒီနေ့ဒီရဲ့ဝါဆိုလာပြီနေ့အခါသမယမှာမြတ်စွာဘုရားဘယ်တော့မှမကြားခဲ့ဘူးတဲ့ဒီသစ္စာတရားကိုစတင်ပြီးတော့ဟောခဲ့တာဖြစ်တယ်ပေါ့အဲ့တော့သစ္စာတရားကိုသိချင်ဒီလမ်းကြောင်းကသွားလို့ဆိုလို့တယ်မစ္စည်းမပฏิပဒါလမ်းကြောင်းရဲ့အည်အသွေးတွေကိုမြတ်စွာဘုရားပြောတယ်စက္ခုကရဏီထူးခြားတဲ့အမြင်တစ်ခုတိဆောက်ပေးလိုက်မယ်တဲ့ဒီလမ်းကြောင်းအတိုင်းသာသွားစက္ခုကရဏီထူးခြားတဲ့အမြင်တစ်ခုရညာနာကရဏီထူးခြားတဲ့အသည့်တစ်ခုကိုမင်းရလာလိမ့်ဥပသမယရှင်ထဲမှာအေးချမ်းသွား
တမ္မောရာယထူးခြားတဲ့အသိဉာဏ်တွေသိလာအဘိညာယဘယ်တော့မှမသိတဲ့အစစ်မြင့်တဲ့အသိတရားတွေရလာနိဗ္ဗာန်ယနောက်ဆုံးဘုဆင်းရဲတွေအလုံးခြုံငိမ့်သွားတဲ့အငြိမ့်တတစ်ခုထိအောင်ဟောဒီကျင့်စဉ်ကဖော်ဆောင်ပေးနိုင်တယ်လို့ဒါအာမခံချက်နဲ့ဟောလိုက်တာပဲနော်မစ္စည်းမပฏิပဒါဆိုတာမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မစ္စည်း၈ပါးနဲ့ဖွဲ့စည်းထားတဲ့မစ္စည်းမပฏิပဒါလမ်းကရှောက်လမ်းမယ်ဆိုလို့ရှိရင်ဟောထူးခြားတဲ့အမြင်တွေထူးခြားတဲ့အသည့်တွေရလာမယ်စိတ်နှလုံးအေးချမ်းမှုဖြစ်လာမယ်မှန်ကန်တဲ့အသည့်တွေမြင့်မားတဲ့အသည့်တွေနိဗ္ဗာန်ချမ်းသာတယ်ဒီအေးချမ်းတဲ့နိဗ္ဗာန်ချမ်းသာဒါတွေကိုရလာစေနိုင်တယ်လို့ဆိုတာအတိလင်းထုတ်ဖော်ပြီးတော့မြတ်စွာဘုရားဟောကြားတယ်အဲ့လိုထုတ်ဖော်ဟောကြားပြီးတော့သစ္စာတရားလို့ဆိုတာလောကမှာသူကလည်းဒါအမှန်တရားဟိုကလည်းအမှန်တရားနဲ့အမှန်တရားတွေများစွာဟောပြောနေကြတဲ့ထင်တယ်မြတ်စွာဘုရားလောကကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်လို့ရှိရင်တကယ်အစစ်မြင့်တဲ့အမှန်တရားဟာ၄မျိုးပဲရှိတယ်အမှန်ဆိုတဲ့အတိုင်းလုံးဝအလွဲမရှိတဲ့အမှန်တချို့ကအမှန်တရားဆိုတာတစ်ဆင့်လောက်သာမှန်ပြီးတော့နောက်တစ်ဆင့်ကျအမှားဖြစ်သွားတာရှိတယ်လောကမှာရှုမြင်သုံးသပ်ချက်တွေမှန်တယ်များအမှန်လို့ခုချိန်ယူဆထားရမယ်တော့ကြအမှားသိပ္ပံပညာကဖော်ထုတ်တာတွေပဲချိတွေ့တဲ့အချိန်လေးကိုသူကဒါအမှန်လို့ယူဆလိုက်ပြီးနောက်တစ်ခါတစ်ဆင့်တွေ့လာရင်အဲ့ဒါအမှန်မဟုတ်ပြန်မှားဖြစ်သွားတယ်အဲ့ဒါလိုပဲဒီလေရိဆရာတော်ကြီးပရမတ္ထဒီဝနီကျမ်းမှာရေးထားတဲ့အမှန်တရားတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်သမုဒိသစ္စာတဲ့လောကလူတွေဘုန်းကြီးတို့တွေကအမှန်တရားလို့ပြောနေတာသမုဒိသစ္စာကိုပြောနေကြသမုဒိဘိုင်းကပြောရင်ဒါလူတွေဝတ်တဲ့ဝတ်စားဒါအင်ကြီးဒါလုံးကြီးနော်ဒါကသင်္ကန်းမှန်တယ်မှန်တယ်တဲ့အဲ့ဒါကိုမမှန်မှုပြောလို့လည်းမရဘူးချိုးဖောက်လို့လည်းမရဘူးသမုဒိသစ္စာဘိုင်းကဒါကအမေဒါကအဖေဒါမျိုးသားဒါမျိုးသမီးစသည်ဖြင့်လူအစဉ်တန်းနေမင်္ဂလာကျင့်စဉ်နေလောကနေဒီကျင့်စဉ်နေအားလုံးဟာသမုဒိသစ္စာဘက်ကနေကျင့်အကုန်လုံးအမှန်နေကြည့်ပဲဒါဖြင့်တဘာဝရှုထောင့်ကကြည့်လိုက်စမ်းမှန်မလားလို့နော်တဘာဝသစ္စာရှုထောင့်ကကြည့်လိုက်တဲ့အခါကျတော့တဘာဝဆိုတာဟာလူဘယ်သူပဲဖြစ်ဖြစ်ကြည့်လိုက်ရင်ရုပ်နဲ့နာနဲ့နှစ်ခုဖွဲ့စည်းထားတာအဲ့တဘာဝရှုထောင့်ကကြည့်မယ်ဆိုရင်သူ့မှာလည်းယုံနဲ့နာငါမှလည်းယုံနဲ့နာသူယုံနံနဲ့ငါယုံနံယုံနံချင်းတူတူပဲအားလုံးကမမြဲတာကြီးပဲအဲ့ဒါကိုအမေလို့ဘာကြောင့်ခေါ်ရမလဲအဖေလို့ဘာကြောင့်ခေါ်ရဒါကိုဘာကြောင့်ယောက်ျားဒါကြောင့်မျိုးသားမျိုးသမီးဒီလိုခွဲခြားခေါ်ဒါလည်းဘာကြောင့်သင်္ကန်းဖြစ်သွားတာလဲဘာကြောင့်ဒါကထမိန်ဖြစ်ပြီဒါဘာကြောင့်ပစိုးဖြစ်ရဟောတဘာဝသစ္စာပဲကကြည့်လိုက်တဲ့အခါကျတော့သမုဒိသစ္စာအလွဲမှားသွားဗျာသူပြောတဲ့အတိုင်းမဟုတ်ဗျာရှာလို့မရဘူးအသိဉာဏ်နဲ့ရှာကြည့်ကဲဆိုပါစို့ဥပမာတကူတစ်ပင်လို့ပြောတဲ့အရာတကူကဲတစ်ပင်ဆိုဘယ်ဟာခေါ်တာတော့လို့တခုစီကြိုင်မေးမယ်အမြစ်ကိုတစ်ပင်ခေါ်တာလားဆိုမဟုတ်ဘူးအမြစ်ကအမြစ်ပဲပင်စီကိုခေါ်တာလားမဟုတ်ဘူးအကိုင်းလားမဟုတ်ဘူးအကိုင်းကအကိုင်းပဲအပွင့်လားမဟုတ်ဘူးအသီးလားမဟုတ်ကဲအကုန်လုံးပေါင်းမှတစ်ပင်လို့ပြောလို့ရတယ်လေတခုစီခေါ်လိုက်ရင်သူကလည်းသူတမျိုးစီဖြစ်သွားပြန်ပျောက်သွားအဲ့ဒါလို့ရှာမရအောင်ပျောက်သွားတဲ့ဟာမျိုးကိုသမုဒိသစ္စာလို့ခေါ်တယ်အဲ့ဒါလို့ရှာတော်လည်းပဲမပျောက်ဘူးဆိုရင်တဘာဝသစ္စာလို့ခေါ်တယ်နော်တဘာဝသစ္စာရုပ်နဲ့နာဘုသူတဏ္ဍမှာပဲဖြစ်စေပထဝီဆိုရင်မာတဲ့သဘောပျော့တဲ့သဘောအာဘောဆိုတာယိုစီးတယ်ဖွဲ့စည်းတဲ့သဘောတေဇောဆိုတာပူမှုအေးမှုသဘောဝါယောဆိုတာတွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘောအဲ့ဒီသဘောဟာဘယ်ပစ္စည်းမှာပဲတွေ့နော်ပန်းလေးတစ်ပွင့်မှာပဲရှားကိတ်မုံလေးတစ်တုံးမှာပဲရှားဒီသဘောတွေဟာဒီတိုင်းပဲနေတယ်ခေါ်တော့တာကိတ်မုံပန်းလို့ခေါ်မယ်သို့တော့ဒီသဘောတွေဟာအလုံးမှာရှိနေဟုတ်ပျောက်မသွားဘူးအဲ့ဒါမျိုးကိုဒါသဘာဝသစ္စာလို့ခေါ်တယ်အဲ့ဒီသဘာဝသစ္စာဆိုတဲ့ထဲမှာကုသိုလ်သည်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေး၏အကုသိုလ်သည်အပြစ်ရှိပြီးဆိုးကျိုးကိုပေး၏လို့ဆိုတာသဘာဝသစ္စာမှာမြတ်စွာဘုရားအဲ့လိုဟောထားတယ်
ကုသိုလ်သည်ကောင်းကျိုးချမ်းသာကိုပေးတယ်လို့ဆိုကဲအားလုံးစဉ်းစားကြည့်ဘုန်းကြီးတို့တွေဘာကြောင့်လူဖြစ်လာကုသိုလ်ကြောင့်လူဖြစ်လာမှန်ဒါဖြင့်ကုသိုလ်ကြောင့်ဖြစ်လာတဲ့ဘဝမှာကောင်းကျိုးချမ်းသာတွေကြီးပဲလားဒုက္ခဝိပါကကြီးလားချမ်းသာတဲ့အကျိုးလားလို့ငိုရတဲ့အခါရှိတယ်ယောဂဖြစ်တဲ့အခါရှိတယ်စိတ်ဆင်းရတဲ့အခါတွေရှိတယ်ကိုမလိုချင်တာတွေဖြစ်နေတာတွေရှိတယ်အိုတယ်နာတယ်သေတယ်ဆိုတာတခုဘယ်သူမှမလိုချင်အဲ့ဒါတွေကကုသိုလ်ကလှုပ်တာလားလို့ဆိုကဲကုသိုလ်လှုပ်တာကုသိုလ်သည်ဒုက္ခဝိပါကကောင်းသောအကျိုးကိုပေးတယ်ချမ်းသာတဲ့အကျိုးကိုပေးတယ်လို့ဆိုတဲ့သဘာဝသစ္စာဟာဒီချိန်မှာလွဲမှားမသွားဘူးလားဒီကုသိုလ်ကြောင့်တို့တွေကလူဖြစ်တယ်လူဖြစ်လို့အိုရတယ်နာရတယ်သေနေရအဲ့ဒါတွေကအကောင်းနေလားလို့ဆိုတာမကောင်းဘူးဘယ်သူမှကောင်းတယ်လို့မပြောနိုင်ဘူးနော်ဟိုချင်းနာချင်းသေချင်းဆိုတာဒါပြင်ကုသိုလ်ကထုတ်လုပ်လိုက်တဲ့အကျိုးတရားမှာအဆိုးတွေအများကြီးပါဒါကြောင့်မို့လို့အကောင်းလို့ပြောတဲ့သဘာဝသစ္စာဒီပဲနဲ့ဒီအရိယသစ္စာရှုထောင့်ကကြည့်လိုက်ရင်လွဲသွားပြန်လွဲသွားတယ်အဲ့ဒီအချိန်နော်လွဲမှားနေပြန်တယ်အဲ့တော့လုံးဝလွဲမှားမှုမရှိတာကြတော့ဘာလို့လဲလို့ဆိုလို့ရှိရင်ဘယ်အရာလဲလို့ဆိုရင်အရိယသစ္စာဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓခမိနိပฏิပဒါဆိုအရိယသစ္စာတော့လုံးဝလွဲမှားမှုမရှိတော့အဲ့ဒါတကယ်အမှန်နောက်ဆုံးအမှန်နော်သစ္စာဆိုတာအလွဲအမှားမရှိတာကိုပြောတာပြောင်းလွဲမှုမရှိတာလွဲမှားမှုမရှိတာကကြည့်တယ်မြတ်စွာဘုရားဟောတယ်ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကိုဒုက္ခလို့ပဲဟောတော့မဟုတ်လားဒုက္ခဆိုတာဆင်းရဲလို့ဒုက္ခပြောတာမဟုတ်ဘူးကိုထင်တာတွေတခုမှမဟုတ်ဘူးနော်ကိုကတော့ကိုချမ်းသာလိမ့်မယ်ထင်တာဒုဘဝရလာရင်ပြောစရာကြီးလို့ထင်ပြောစရာမရှိဘူးကိုထင်တဲ့အတိုင်းတလွဲတွေဖြစ်တယ်လှမယ်လို့ထင်တယ်မလှဘူးမြဲမယ်လို့ထင်တယ်မမြဲဘူးချမ်းသာမယ်လို့ထင်တယ်မချမ်းသာတာတွေရှိနေဟောမှားနေအဲ့တော့ရသော်ဗျာပြောလိုက်တာဒုက္ခလို့ပြောလိုက်တဲ့အချိန်မှာအလုံးဟာရှင်းတဲ့ဆရာမကောင်းတဲ့အခြေအနေတွေရှိနေလို့ဒုက္ခလို့ခေါ်တယ်ဒါမို့ suffering လို့ဘာသာပြန်တာဟာမှန်ကန်တဲ့ဘာသာပြန်မဟုတ်ဘူးဒုက္ခကိုဒုက္ခလို့ပဲသုံးရမှာဖြစ်တယ်ဒုဆိုတဲ့အဓိပ္ပာယ်ကဆက်ဆုပ်เสียကောင်းတယ်ရသော်ဗျာဟောတဲ့ဓမ္မစကြာထဲမှာတန်ခိတ်တေနပစ္စုပ္ပရณะခန္ဓာဒုက္ခဘုန်းကြီးတို့တွေရလိုက်တဲ့ခန္ဓာသည်ဆက်ဆုပ်เสียကောင်းတယ်ဘာကြောင့်ဆက်ဆုပ်เสียကောင်းလို့ဆိုရင်အဆိုးတွေအလုံးရဲ့စုပြမှာဖြစ်တယ်နော်ယောဂါတွေအလုံးရဲ့စုပြမှာဖြစ်တယ်တော့ကြဘာယောဂါဖြစ်ပြန်ပြီလေဒါဟုတ်လို့ဗမာပြည်မှာနေဒီလာဆေးပြဘာကြောင့်ယောဂါတွေကြောင့်ခန္ဓာကိုယ်ထဲမှာဘာတွေရှိတာလဲယောဂါတွေရှိလို့ဆေးစားရပါလိမ့်တော့ကြယောဂါအခုလို့မရတော့ဘူးတဲ့ပျောက်သေပြန်ပြီနော်အဲ့တော့ကိုထင်တာတစ်ခုဖြစ်သလားဆိုမဖြစ်ဘူးမဖြစ်သည့်အတွက်ကြောင့်ဒုဆိုတာအမှန်တမ်းမှရှာဆက်ဆုပ်เสียကောင်းတယ်ယောဂါ96ဖြာယောဂဝေဒနာတွေမရေမတွက်နိုင်တဲ့ယောဂါတွေဟာဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာပဲရှိတယ်ခန္ဓာကိုယ်မှာဖြစ်ကြတာတွေအဲ့တော့ဘေးရန်အန္တရာယ်တွေဥပဒိအားလုံးဟောဒီခန္ဓာကိုယ်နဲ့ဆက်ဆက်နေတယ်တော့ကြကားအက်ဆီဒင့်နဲ့ဘာဖြစ်ပြန်ပြီတော့ကြဘာဖြစ်လို့ဘာဖြစ်ပြန်ပြီဆိုအားလုံးဆင်းရဲဒုက္ခတွေကခန္ဓာကိုယ်ရှိနေလို့ဖြစ်တာဆိုဒီခန္ဓာကိုယ်ကြီးကဒုကျင့်နှံ့เสียမကောင်းဘူးဆက်ဆုပ်เสียကောင်းတယ်ခကိုထင်တာတခုမှမဟုတ်ဘူးအလကားကြီးခဆိုတာ empty ဘာမှမရှိဘူးချမ်းသာမယ်လို့လိုက်ရှာကြည့်မတွေ့ဘူးနော်သာဝရတည်မြဲလိမ့်မယ်လို့လိုက်ရှာကြည့်မတွေ့ဘူးဒါကြောင့်မို့လို့ဒုရဲ့ခရဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့ဒုက္ခလို့ဒီဝဟရကိုတီထွင်လိုက်တာကိုဆင်းရဲတယ်ဆိုတော့ဒုက္ခနဲ့မတူဘူးဒါမို့ဒုက္ခသစ္စာမှာဒုက္ခကိုဒီသဘောကိုနားလည်တဲ့ပုဂ္ဂိုလ်ဒါပဲမှသေချာဖွင့်ဆိုထားတော့ဆိုဝိသုဒ္ဓိမက်တို့ထက္ကထာကျမ်းနေမှာသေချာဖွင့်ဆိုထားဒုရဲ့အဓိပ္ပာယ်နဲ့ခရဲ့အဓိပ္ပာယ်ကိုသေချာဖွင့်ဆိုထားနော်ခုမှထွင်ပြောတာမဟုတ်ဘူးစာနဲ့ပေးတယ်မှာဒီလိုပြောဒါဟာအလွန်သဘာဝကြတယ်ပေါ့အဲ့ဒါဆိုရင်ဒုက္ခတွေလည်းဒုက္ခလို့ပြောတယ်လို့ဖြစ်နေတယ်ပေါ့ဟောဒီဒုက္ခဆိုတော့จิตနဲ့ဆရာမကောင်းတဲ့အရာတွေအလုံးစုပြုံလာတယ်ကိုထင်တာတွေတခုမှဖြစ်မလာဘူးဆိုတော့ဒါကြောင့်မို့ဒုက္ခဒါဟာလုံးဝအမှန်တရားဖြစ်တဲ့အတွက်ကြောင့်
မြတ်စွာဘုရားဒီသစ္စာတရားဟောတယ်အဲ့ဒီဒုက္ခကြီးဟာအကြောင်းမဲ့ဖြစ်နေတာလားသို့မဟုတ်ဘုရားသခင်ဖန်ဆင်းလို့ဖြစ်လာတာလားဆိုရင်မဟုတ်ဘူးဘုရားသခင်ဖန်ဆင်းလို့လည်းမဟုတ်ဘူးအကြောင်းမဲ့လည်းမဟုတ်ဘူးဘာကြောင့်လို့ဆိုတဏှာကိုခေါင်းစဉ်တက်ပြောတာဘာလို့လို့ဆိုရင်သူကလိုချင်မှုက create လုပ်တာ哦သူကပဲဖန်တီးတတ်တယ်ကျန်တာတွေကိုဒုက္ခဖြစ်စေတဲ့အကြောင်းမဟုတ်ဘူးလို့ပြောလို့တာမဟုတ်ဘူးเนาะအားလုံးအကြောင်းတရားတွေကံလဲပါတယ်ကိလေသာတွေပါတယ်အကုန်လုံးဟာဒုက္ခသမုဒယတွေကြီးပရိစ္ဆေသမုပ္ပါဒ်မှာပါတဲ့အကြောင်းတရားတွေပဋ္ဌာန်းမှာပါတဲ့အကြောင်းတရားတွေမှန်သမျှဒုက္ခသမုဒယတွေကြီးပဲအကုန်ရှုံးနံကိုဖြစ်စေတဲ့အကြောင်းတရားတွေအားလုံးဟာဒုက္ခသမုဒယသို့တော့တဏှာကိုခေါင်းတက်ပြောလိုက်တာတဏှာကိုခေါင်းတက်အေးတဏှာကိုဒုက္ခသမုဒယဒါအဖြစ်ပိုင်းမှာကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေရထားတာဒုက္ခကိုရထားတယ်ဘာကြောင့်ရနေလဲသမုဒယကြောင့်ရဒုက္ခနဲ့သမုဒယသည်ဒုက္ခကိုဖန်တီးနေတယ်ဒါဖြင့်ဒီဒုက္ခကြီးကိုရှောင်တိန်လို့ရမလားရှောင်တိန်လို့ရတဲ့နေရာရှိလားဆိုရှိတယ်ဒုက္ခនិရောဓခန္ဓာ၅ပါးချုပ်ငြိမ်းရာရှိတယ်အဲ့ဒီခန္ဓာ၅ပါးချုပ်ငြိမ်းရာဒီនិရောဓမဖြစ်တော့ဘူးဆိုရင်ဒီဒုက္ခမဖြစ်တော့ဘူးဆိုရင်ဒါချုပ်ငြိမ်းတော့မှာအကြောင်းငြိမ်းလို့အကျိုးငြိမ်းသွားဒါဖြင့်ဟုတ်ပြီအဲ့ဒုက္ခချုပ်ငြိမ်းအောင်ဒီတိုင်းသူကသူငြိမ်းမှလားအချိန်တန်တော့ငြိမ်းသွားတာလားဘယ်ဟုတ်မလဲလောက်ရမယ်ဘာတော့မစ္စည်းမပฏิပဒါဆိုမဲ့ခင်ရှိပါမယ်အဲ့ဒါကိုကျင့်ရမယ်လို့ဆိုတော့အဲ့တော့အချင်းချုပ်ပြောရမယ်ဆိုရင်ဒီကနေ့တပည့်ဆက်ကြံတရားဟောတာဟာတကယ်အရေးကြီးတဲ့ဝိပဿနာကျင့်စဉ်တစ်ခုမြတ်စွာဘုရားဟောခြင်းသာဖြစ်တယ်ကဲအချင်းချုပ်ပြောမယ်ဆိုရင်တရားတော်မတွေမေးလိမေးထားရှိကြတယ်ဝိပဿနာရှုရင်ဘာကိုရှုရမှာတော့ဆိုမြတ်စွာဘုရားကရှင်ကုဋ္ဌညတို့ကိုအချင်းလေးပြောတာမင်းဝိပဿနာရှုရင်ဒုက္ခသစ္စာကိုရှုလို့ဆိုတာပဲနော်ဘာနဲ့ရှုရမှာတော့မဂ္ဂသစ္စာနဲ့ရှုမဂ္ဂသစ္စာသည်ဝိပဿနာဒုက္ခသစ္စာသည်ရှုเสียအာယုံဟောမဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုဒါဖြင့်ဘယ်လိုအကျိုးရမှာတော့လို့မေးရင်သမုဒယကိုပယ်ဖြတ်ပြီးတော့ဒုက္ခនិရောဓကိုအာယုံပြုနိုင်တာဒါအကျိုးနော်သမုဒယဆိုတဲ့တဏှာကိုဒုက္ခនិရောဓအစစ်အမှန်ကိုတွေ့လိုက်တာနဲ့ဒုက္ခကိုထုတ်လုပ်နေတဲ့တဏှာကိုလုံးဝဖယ်ရှင်းပြနိုင်တာအဲ့ဒါဟာအကျိုးပဲအဲ့တော့ဝိပဿနာလုပ်ကိုအချင်းချုပ်ပြောပါဆိုလို့ရှိရင်မဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုရလာတာဘာလို့ဆိုရင်និရောဓကိုစိုက်ထိပြီးတော့သမုဒယကိုဖယ်ရှားနိုင်ခြင်းပဲဖြစ်တယ်အကြောင်းလေးအလုံးသတ်လိုက်တာဒီလမ်းစဉ်ဒီကျင့်စဉ်ကိုဒီကနေ့မြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်တယ်ဟုတ်အဲ့ဒါကြောင့်မလို့ဒီကျင့်စဉ်ဟာဝိပဿနာကျင့်စဉ်မှာအချင်းဆုံးလေးအရှင်းဆုံးလေးနဲ့မြတ်စွာဘုရားဟောတာဖြစ်တယ်ဒီလမ်းဆိုင်တိုင်းရှင်းခြင်းကျင့်ခြင်းအပြင်ကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်ဟုတ်ပြီဒီလိုဘုန်းကြီးတို့တွေဒုက္ခသမုဒယနဲ့ဘဝတစ်ခုကိုရထားကြတယ်ဘဝတစ်ခုကိုရထားတယ်မဂ္ဂသစ္စာကိုထူထောင်နေကြရတယ်ဘာအတွက်လဲဆိုရင်ဒီဒုက္ခချုပ်ငြိမ်းဖို့အတွက်ထူထောင်နေကြရတယ်ဟုတ်ပြီအဲ့ဒီအချိန်မှာလူလောကဒုက္ခကိုထူထောင်ဒုက္ခတွေခြားထဲမှာနေကြထိုင်ကြတဲ့အခါမှာအဆိုးတရားတွေကဘယ်လောက်ဒုက္ခပေးနေသလဲကိုယ်တဏ္ဍာမှာဒီဒုက္ခတွေတက်တာကိုဘာတွေလုပ်ရမလဲလို့ဆိုရင်ဒီကနေ့ခေတ်အနေနဲ့ပြောမယ်လူသားတစ်ခုလုံးအတွက်ပြောမယ်ဆိုရင်မေတ္တာတရားပဲဖြစ်တယ်ဒါမို့ကိုးပါးသီလပေးလိုက်တာမေတ္တာတရားလေးကိုအနည်းငယ်ပြောဖို့နော်ကိုးပါးသီလထဲမှာမေတ္တာသာဂတိနာစေတသာဆိုတာအဲ့တော့မေတ္တာတရားဟာစွမ်းအားအလွန်ကြီးတယ်မေတ္တာတရားခေါင်းမလာသည်နဲ့တည်းလူလောကကြီးဟာတဖြည်းဖြည်းကြောက်မဲ့ဖွယ်ရာဘီစုအန်ဒရဆိုဘက်ကိုရောက်လာပြီခုမေတ္တာရဲ့ရန်သူကဘယ်သူလုံးဆိုရင်ဒေါသပဲအဲ့တော့ဘုန်းကြီးတို့တွေလွဲမှားမှုမဖြစ်စေဖို့မေတ္တာမှအရေးကြီးတယ်လူလောကကြီးတစ်ခုလုံးဟာပျက်စီးလာတဖြည်းဖြည်းပျက်စီးလာပုံကိုမြတ်စွာဘုရားကစက္ကဝတိသုတ်တံမှာဟောထားတာလေးကိုနားထောင်ကြည့်အချင်းလေးတွေမြတ်ပြောမယ်စက္ကဝတိသုတ်တံအကျယ်သိကျင်လို့ရှိရင်ဘုန်းကြီးတို့ရင်ဟောထားတဲ့ယနေ့လူသားများရဲ့နိဗ္ဗာန်ကဘာဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ပေါ့အဲ့တရားလေးကိုနားကြည့်ယနေ့လူသားများရဲ့နိဗ္ဗာန်ကဘာဆိုအဲ့ဒီမှာခရစ်လူတွေနှစ်ဖြင့်ကဘာဖြစ်မလဲ
အဲ့ဒါဘာဖြစ်လာခဲ့တာလဲတို့လူလောကကြီးကအခုကကျဆင်းနေတာလားတိုးတက်နေတာလားလူတွေရဲ့အမြင်မှာတော့တိုးတက်နေတယ်လို့ထင်နော်တကယ်ကတော့လူလောကကြီးကကျဆင်းတယ်ဘာတွေကျဆင်းတာတော့ဆိုကိုချင်းတရားပိုင်းကကျဆင်းတယ် ethic လို့ဆိုတဲ့ကျင့်ဝတ်တွေကျဆင်းတယ် morality တွေကျဆင်းတယ်တတိတွေပညာတွေကျဆင်းလာတန်ဖိုးရှိတဲ့အရာတွေလူရဲ့ခုံသိက္ခာတွေဟာအလုံးကယောပါသွားတယ်ဘယ်တော့မှစယောပါတာတော့ဆိုဟုတ်ရှေးတုန်းကတည်းကစယောပါယောပါလာပုံဟာခွင်းဆက်ကလေးတွေနဲ့မြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုနော်ဒီလောဘကစသွားတယ်လူတွေဟာဓနကျင်းငွေမပြည့်စုံတဲ့အခါဆင်းရဲမွဲတေလာကြတယ်ဆင်းရဲမွဲတေမှုကိုအကြောင်းပြုပြီးလောဘတွေကြီးလာဒါအစပဲဒါအစဉ်ပြေတဲ့လူကသာလောဘမရှိဘူးဆိုပြီးအေးစစ်စစ်ထင်တာကိုလူတွေမှာစားစရာတောက်စရာမရှိတဲ့လူတွေတို့ဆင်းရဲနေတဲ့လူတွေကအလကားသားနေမျက်မှောင်ကျိုးနေမှာပဲချမ်းသာလူစဉ်းစားကြည့်နော်ငါလည်းလူပဲသူလည်းလူပဲသူ့ကြတော့ချမ်းချမ်းသာသာနေရငါကြနေစရာအိမ်တော်မရှိဘူးဆိုမတွေးပြီဘူးလားငါမှစားစရာတော့မရှိဘူးအဲ့တော့လောကလူတွေကကိုယ်ကံကြောင့်မရှိတာလို့ဆိုတဲ့ဖြစ်သိမ့်မှုလေးနဲ့နေရင်တော်သေးတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ဘာလုပ်လာမလဲစဉ်းစားတာကြည့်အေးလူတွေဟာဆင်းရဲမွဲတေလာတဲ့အခါကျတော့လောဘတွေဖြစ်လာကြဖြစ်လာတော့ဘာဖြစ်တုံးဆိုရင်ခိုးမှုလူမှုရက်မှုဒါပေါ်လာမွဲလို့ဖြစ်တာအဲ့ဒါ poverty engenders crime ဆိုတဲ့အင်္ဂလိပ်စကားလုံးလေးရှိတယ် poverty ဆိုတာဆင်းရဲမွဲတေမှုဟာ engender ဆိုတာဖြစ်ပေါ်စေတယ်ထုတ်လို့တယ် crime ဆိုတဲ့ရာဇဝတ်မှုတွေကိုထုတ်မြတ်စွာဘုရားဟောတာလည်းအဲ့တိုင်းပဲဒါလိဋ္ဌိယံဝေပုံလာမဂတိအဒိဏဒါနဝေပုံလာမအဒိဏဒါနတွေဒီခိုးမှုတွေတိုးတက်လာတယ်ခိုးမှုဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်လာတော့ဆိုခိုးဖို့အတွက်ခိုးတဲ့လူကာကွယ်ဖို့အတွက်လက်နက်တွေတီထွင်လာတယ်နော်အဲ့လက်နက်တီထွင်လာတာအဲ့ဒါပဲကာကွယ်ဖို့ဟုတ်တယ်လေကိုအကျိုးစီးပွားကိုကာကွယ်ဖို့နိုင်ငံတကာလက်နက်တွေထုတ်နေတယ်ဆိုတာတကယ်ကို very powerful weapon တွေထုတ်တယ်ဆိုတာဘာလို့တာကိုယ်နိုင်ငံကိုကာကွယ်ဖို့ပဲလေဟုတ်လာခိုးမဲ့လူလာလူမဲ့လူကာကွယ်ဖို့လုပ်ကြတာလေအဲ့ဒါတာမန်လူတွေကြည့်ပဲဆိုရင်ဒါတရားတယ်လို့ထင်ရမယ်တရားတယ်လို့ထင်ရမယ်အဲ့ဒီလိုလှုပ်လာခြင်းဟာဘာဖြစ်လာလဲလို့ဆိုလက်နက်တွေရှိလာတော့ဘာဖြစ်လဲတတ်မှုဖြတ်မှုတွေကျူးလွန်လာတယ်ပါဏာတိပါဒတွေခစ်စားလာတတ်တယ်လက်နက်ရှိသည့်အတွက်ကြောင့်အလွယ်တကူတတ်ကြဖြတ်ကြတယ်ဟုတ်ပြီပါဏာတိပါဒကျူးလွန်လာတော့သူတွေရလာလို့ဆိုမရဘူးလိမ်လည်မှုတွေပေါ်လာတယ်ငါမတတ်ဘူးသူတတ်တာငါမဟုတ်ဘူးဆိုပြီးတော့နော်ခိုးတာလည်းငါမဟုတ်ဘူးဆိုပြီးတော့လိမ်လည်ပြောကြမှုမူတဝါဒတွေကပေါ်လာပြန်စက်တိုက်ပေါ်လာတာမူတဝါဒပေါ်လာပြီးတော့နော်သူတွေရက်သွားလို့ဆိုမရဘူးပိသုနာဝါစာတယောက်နဲ့တယောက်မတည့်အောင်နော်ချွန်တွန်းတာတို့ဘာလို့ဖြစ်လာမတည့်အောင်လုပ်တယ် society ကြီးတစ်ခုလုံးကကွဲပြဲနေရင်သူတို့ကပိုကြိုက်တယ် divine rules ဆိုတာလေအဲ့ဒါတွေနဲ့ united ဖြစ်နေအောင်မဖြစ်အောင် divide လုပ်ပေးနေတာအမြဲတမ်းအဲ့ဒါပိသုနာဝါစာတွေကြောင့်လူလောကတွေကဆုံးပြပြလာတယ်လို့ဆိုဒါပေမဲ့ပိသုနာဝါစာတွေရပ်သွားလာလို့ဆိုမရပ်ဘူးဘာတွေပေါ်လာတော့ဆိုချွန်တွန်းပြီးတော့ကာမဂုဏ်ကိစ္စတွေမှာလွယ်လွယ်မှားမှားတွေလှုပ်လာကြတယ်ကာမေတုမိစ္ဆာစာရတွေဖြစ်လာကာမေတုမိစ္ဆာစာရတွေဖြစ်လာတော့ဘာတွေပေါ်လာပြန်တော့ဆိုဖရုဒဝါစာတို့တမ္ဖပလပတို့ဆဲကြတယ်ညတိညပတ်တွေပြောကြတယ်ဖြစ်လာနော်အကျိုးမဲ့တဲ့စကားတွေပြောလာဒုစရိုက်တွေဖြစ်လာပုံပြောပြအဲ့ဒါပြီးတော့ဘာတွေဖြစ်လာတော့ဆိုအဘိဓါတဲ့သူများပစ္စည်းကိုမှလိုချင်တဲ့စိတ်တွေဖြာပါရဆိုတာတတ်ခြင်းဖြတ်ခြင်းနဲ့ဒေါသတွေအမုန်းတီးတွေပေါ်လာအဲ့ဒါတွေပေါ်လာပြီးတဲ့နောက်ဘာတွေပေါ်လာတော့ဆိုအယူဆမှားယွင်းမှု philosophy ဆိုတဲ့နာမည်နဲ့ပေါ်လာပြန်တယ်နော်ဓတနာတဲ့နာမည်ကောင်းကောင်းလေးပေးထားတော့ဟုတ်လို့ထင်မှားယွင်းတဲ့အမြင်ကလေးတွေလူတွေဟာယူဆလာကြဗျာယူဆလာပြီးတော့ဘာတွေဖြစ်တုံးဆိုနောက်ဆုံးဖြစ်ပြနေတာတော့ဘာတွေဖြစ်လာတော့အတ္တမရာခတဲ့ဝိတ္တမလောဘတဲ့မိစ္ဆာဓမ္မဟုတ်လားမဟုတ်လား
ကိုယ့်ဘာကိုယ်ဆုံးဖြတ်အတ္တမရာဂဆိုတာသားနဲ့အမိအဖေနဲ့သမီးညီကိုမောင်နှမချင်းမဖြစ်တဲ့ကာမဂုဏ်စိတ်တွေဖြစ်တယ်အဲ့ဒါကိုအတ္တမရာဂလို့ခေါ်တယ်နော် unlawful attachment တဘာဝအတိုင်းဒဇိမ့်တရားနဲ့ဖြစ်တာဒါတဘာဝနော် unlawful ဖြစ်လာပြီအတ္တမရာဂလို့မြတ်စွာဘုရားသုံးထားတယ်ဝိသမလောဘဆိုတာကိုဒီဇနီးမောင်နှံအချင်းချင်းနေမဲ့လွန်ကျူးမှုတွေအလွန်အကျွံဖြစ်လာဝိသမလောဘမိစ္ဆာဓမ္မကြတော့ဘလောက်ထိအောင်ဖောက်ပြန်လာလဲဆိုရင်ကြားချင်းမချင်းခုခေတ်မှာဆိုလိန်တူဆိုတာလေဘလောက်ခေတ်စားလားတချို့နိုင်ငံတွေမှာဆိုရင်ဒါဥပဒေနဲ့တောင်မှပဲဟောခွင့်ပေးရတာမျိုးတွေဖြစ်လာလိန်တူဆက်ဆံရေးလိန်တူဘာညာနဲ့ခေါ်ကြတယ်လေခေတို့ lesbian တို့ဆိုအဲ့ဒီတရားတွေဟာခုနဒုစရိုက်တွေပို့ပြီးတော့ဆိုဝါတောင်းချမ်းလာပြီလူတွေဟာယောဂဝေဒနာတွေနဲ့လူတွေရဲ့နောက်ဆုံးအဆင့်ကိုရောက်သွားတာတရားနော်ဒုစရိုက်မှာဒီအဆင့်ဟာအဆိုးဆုံးအဆင့်ကိုရောက်တယ်အခုဒီကနေ့ခေတ်ကြီးဟာဒီအဆင့်ရောက်နေတယ်လို့ဒါတတိတာဒီအဆင့်ရောက်မိစ္ဆာဓမ္မ wrong practice နော်မှားရနေခြင်းကြားခြင်းမခြင်းဒီလိုဖြစ်တာအဲ့ဓာတွေဟာမိစ္ဆာဓမ္မလို့ခေါ်အဲ့ဒီလိုအတ္တမရာဂဝိသမလောကမိစ္ဆာဓမ္မလို့ဆိုတဲ့ဒီလူတွေရဲ့ကာမဂုဏ်အာယုစိတ်တွေရဲ့လွဲမှားချွတ်ချုံမှုလူသားတွေရဲ့ human dignity မရှိတော့တဲ့အနေအထားလူခွန်သိက္ခာယူရင်းပျက်စီးသွားပြီတိရစ္ဆာန်အဆင့်ရောက်သွားပြီဒီဟာအဲ့ဒီအဆင့်ရောက်သွားပြီဆိုတဲ့အခါကျတော့ဘာတွေဖြစ်လာတော့နောက်ထပ်ဘာတွေထပ်ပေါ်လာတော့ဆိုဟောအမေကိုခီးမဆိုင်တာအမေကိုအမေလို့အတိမမပြုတော့တာအဖေကိုအဖေလို့အတိမမပြုတော့တာနော်အမေကငါသားငါသမီးဆိုပြီးသွားမပြောနဲ့ပြောရင်ခုခေတ်ဆိုခဏကြားနေရနော်အမေကိုလေးစားမှုတွေပြည့်ရင်းသွားတာအဖေလေးစားမှုတွေပြည့်ရင်းသွားတယ်ကိုယ်ွယ်ရဖြစ်တဲ့သမဏပြမနာတွေလေးစားမှုတွေဘာသာတရားခိုင်းဆိုင်မှုတွေပြည့်ရင်းသွားတယ်ကုလိစိတ္တပရစာယိနာကိုယ်အမျိုးတဲ့ဆွေတဲ့ကိုယ်လူမျိုးတဲ့မှာအကြီးကဲတွေရဲ့စကားကိုပြစ်ပယ်လာတယ်ကြီးကဲဆိုတာတကယ်ပညာရှိဂုဏ်သိက္ခာရှိတဲ့လူကြီးလူကောင်းတွေရဲ့စကားနားထောင်ကြတော့ဘူးလေအဲ့ဒီအဆင့်ဟာလူလောကကြီးရဲ့ပျက်စီးတဲ့အဆင့်ကြီးရောက်တယ်အခုအဲ့ဒီအဆင့်ကိုတာဆူပြီးရှားခိုင်တော့တဖြည်းဖြည်းများလာနေပြီအဲ့ဒါကြောင့်မို့လူလောကကြီးကတိုးတက်နေတယ်ဆိုတာဘာတွေကိုကြည့်ပြောနေကြတာတော့ဆိုလို့ရှိရင်သုံးဆောင်ပစ္စည်းတွေတို့လူသုံးပစ္စည်းတွေတို့ဒါတွေကိုကြည့်ပြီးတော့တိုးတက်တယ်လို့ပြောတာအဲ့ဒါတွေကတကယ်ကြတော့လူတွေအတွက်ဒုက္ခပေးမဲ့အရာတွေသာဖြစ်လာတယ်ဟောနော်တကယ်ကိုချင်းတရားပိုင်းကလုံးဝပျက်စီးသွားပြီလူသားတွေဟာလူသားအဆင့်ကိုမှမရှိတော့ဘူးလို့ပြောလို့ရသွားတယ်အဲ့ဒီအဆင့်ဟာတဖြည်းဖြည်းကျဆင်းပြီးတော့သွားတယ်ဒါသက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဒီတိုင်းဟောတာအဲ့ဒါလိုကျဆင်းသွားတာကမရတ်တော့ပဲနဲ့ဘယ်ထိအောင်သွားမလို့ဆိုလူရဲ့တတန်းတွေဟာတဖြည်းဖြည်းတိုးလာတချို့ကတော့ဆေးပညာကြောင့်အသက်ရှိလိမ့်နိုးနဲ့မျောကောင်းမျောလိမ့်မယ်နော်တန်ရမှုတော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ရေပုံရခြုံကြည့်အသက်တွေတိုးလာပြီဆိုတာနော်အသက်တွေတိုးလာလိမ့်မယ်အသက်တိုးလာသမျှလူတွေရဲ့ဒီကိုယ်ရဲ့အသာဖွံ့ဖြိုးတိုးတက်မှုတွေဟာကျဆင်းလာတယ်တဲ့အဲ့ဒါလိုကျဆင်းလာပြီးတော့နောက်ဆုံးမှာဒီတက်တန်းတွေအယုတ်ကျော်လာပြီစနစ်တန်းအဆင့်ကိုရောက်သွားစနစ်တန်းရောက်သွားပြီဆိုလို့ရှိရင်ကတော့လူလောကကြီးတစ်ခုလုံးဟာတိရစ္ဆာန်နဲ့မခြားဖြစ်သွားပြီအဲ့ဒီမှာဘာတွေဖြစ်လာနိုင်တော့ဆိုရင်တိတ်ဘောအာဃာတောတဲ့မြတ်စွာဘုရားခါသီးတဲ့အမုန်းတရားပြင်းထန်တဲ့အမုန်းတရားတိတ်ဘောတိတ်ဘောဖြာပါတော့အလုံးကိုဖြည့်ဆည်းလို့တဲ့စိတ်ဓာတ်တွေတိတ်ဘောမနောတော်သောစိတ်ရဲ့ပြင်းမှားမှုတွေတိတ်ပံဝတ္တကစိတ်တံတတ်ချင်ဖြတ်ချင်တဲ့စိတ်တွေအဲ့ဓာတွေဟာခါသီးတဲ့အမုန်းတွေကိုအခြေခံပြီးတော့လက်ရဲဆယ်ရဲတတ်တဲ့ဖြတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်ဆိုတော့ဒီကနေ့ခေတ်မှာဒါအမတမထင်ရှားလာ
ရှားခိုင်တော့တဖြည်းဖြည်းမြင့်တက်ပြီးတော့လာပြီးတော့ဒီအဆင့်ကိုရောက်ရှိလာပြီဆိုတာဒါမြတ်စွာဘုရားဟောထားတာဗျာဒိတ်စကားအနေနဲ့မြတ်စွာဘုရားဟောထားတာဒုလောကကြီးကတနေ့ကျအဲ့ဒီအခြေအနေရောက်လာလိမ့်မယ်ဆိုတာဟောထားတာအဲ့ဒီလိုရောက်သွားပြီဆိုရင်တော့ကုသိုလ်ကောင်းမှုဆိုတာမရှိတော့ဘဲနဲ့ကုသိုလ်ကံရဲ့ကုသိုလ်လုပ်တဲ့လူဆိုတာပါလုံးဝကွယ်ပါသွားပြီအမေအဖေကိုစော်ကားရဲတဲ့လူဟာဂုဏ်ပြုတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးဘာသာရေးကိုစော်ကားရင်ဂုဏ်ပြုခံရတဲ့လူဖြစ်ပြီးအမေအဖေကိုပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဘာသာရေးကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကလူလုံလူညဖြစ်ကဲ့ရဲ့ခံရမယ့်ဘဝမျိုးတဖြည်းဖြည်းလူလောကမှာရောက်ရှိလာလိမ့်မယ်အခုလည်းရောက်နေပြီလေတချို့မြောက်ပင်ပေးပြီးတော့လူတွေကတတ်ရဲဖြတ်ရဲဖြစ်လာမှတကယ်ကိုဟီးရိုးဆိုပြီးတော့ဖြစ်လာတာဒါဒီဟာရဲ့ဒီရောင်ချီတန်းနေတဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ရောင်ချီတန်းလာအဲ့ဒီကနေပြီးတဖြည်းဖြည်းပိုဆိုးလာဖို့ပဲရှိတယ်နောက်ဆုံးသွားလိမ့်မယ်လို့တော့မထင်နဲ့ဒါဖြင့်လောဘကစလိုက်တဲ့ပြဿနာတွေဟာဘယ်မှာအဆုံးသတ်တုံဆိုဒေါသမှာရောက်လာတယ်ခုလောဘရှိရင်ဒေါသဖြစ်လာတယ်ဒေါသဖြစ်လာတဲ့အတွက်ကြောင့်ခုနအဲ့ဒီကြီးမားတဲ့ဒေါသဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်တထန္တရာကတ်ဆိုလက်နဲ့တိုက်ကြခိုက်ကြတဲ့ခေတ်ကိုရောက်လာအဲ့တော့မြတ်စွာဘုရားကဟောထားတာတော့စနစ်တန်းရွယ်ရောက်လို့လူတွေဟာစိတ်ဖောက်ပြန်လာတဲ့အခါမှာတဲ့အခုလည်းပဲဒုံးမြန်ကြီးတွေတကားကားနဲ့အနုယူလက်နဲ့ကြီးတွေတကားကားနဲ့ဘလောက်ကြောက်စရာကောင်းတဲ့အနေထားရှိတော့အားလုံးဟာတကယ်ကိုစွန့်ထက်တဲ့လက်နဲ့ကြီးတွေလေစွန့်တဲ့စင်ကာပူလိုနိုင်ငံဆိုရင်10မိနစ်တွင်ပျောက်သွားနိုင်တဲ့အနေအထားမျိုးပေါ့အဲ့လောက်ထိအောင်ပြင်းထန်တဲ့လက်နဲ့ကြီးတွေအခုခေတ်ချိန်မှာပေါ်နေတယ်လေအဲ့ဒါလို့လက်နဲ့ကြီးတွေပိုင်ဆိုင်ပြီးတော့နေတဲ့ခေတ်ကြီးရောက်လာပြီဆိုတာဘယ်လိုလုပ်ပြီးတော့အန္တရာယ်ကင်းတဲ့ခေတ်ဖြစ်တော့မှာတော့အဲ့ဒါလို့ဖြစ်လာပြီဆိုတဲ့အချိန်မှာဘုန်းကြီးတို့တွေမှာဒီမြတ်စွာဘုရားကကုံအောင်ဟောလိုက်တာကတော့9 ရက်ပဲကြာမယ်တဲ့လူလောကမှာစစ်ပွဲကြီးတစ်ခုဖြစ်လာတယ်9 ရက်ပဲကြာမယ်အဲ့တော့တတိယကမ္ဘာစစ်ပဲပြော9 ရက်နဲ့ပြီးမှာပဲဒီစစ်ပွဲအကြာကြီးတိုက်နေမှာမဟုတ်ဘူးအဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ခုခေတ်အနုမြူစစ်ပွဲဟာဒါ9 ရက်နဲ့ပြီးနိုင်တဲ့စစ်ပွဲပဲဒါနဲ့ခုတ်လို့ကတော့မပြီးဘူးနော်အနုမြူစစ်ပွဲဆိုလို့ရှိရင်တော့အဲ့ဒါ9 ရက်နဲ့ပဲပြီးမှာဖြတ်ခနဲ့ဆိုအကုန်လုံးပျောက်သွားမှာပဲအဲ့ဒီထဲမှာအပုံကောင်းလို့ကြံရတဲ့လူရဲ့မျိုးနွယ်စုတွေဟာကံကောင်းထောက်မှပြီးတော့ကြံရတဲ့ပုဂ္ဂိုလ်တွေရှိလိုက်တယ်အဲ့ဒီကြံရတဲ့ပုဂ္ဂိုလ်တွေကဘယ်ကစတင်ပြီးတော့လူလောကကြီးကိုပြုစုကြသလဲဆိုမေတ္တာတရားငါတို့ဟာလောဘကြီးပြီးတော့တူနဲ့တူတကြဖြတ်ကြလှုပ်လာကြတာဒေါသတွေနဲ့ကဘာကြီးကပျက်စီးသွားပြီးလုံးဝလူသားမျိုးနွယ်တွေပျောက်ကွယ်သွားပြီးတဲ့အဆင့်ထိရောက်သွားပြီးတို့တွေဟာကြံရတဲ့လူတွေတော့ချစ်ချစ်ခင်ခင်နေချမ်းပါပဲဆိုပြီးတော့မေတ္တာတရားကိုစပွားအဲ့ဒီမေတ္တာတရားစပွားမှလောကကြီးကပြန်ပြီးဆိုပြေပြီးတော့လူသားတွေဟာသက်တမ်းတွေပြန်ရှည်လာမယ်ဆိုတာကိုမြတ်စွာဘုရားအဲ့ဒီသုတ္တံမှာဟောတယ်အဲ့ဒါလို့ပြန်ရှည်လာပြီးနောက်ဆုံးမှာဘုရားဘယ်ထိအောင်ဟောသွားတော့ဆိုသက်တမ်းတွေဟာတူလာပြီးတော့အဲ့တော့ဘယ်လောက်ထိရောက်လာတော့ဆိုရင်8000တန်းထိအောင်တိုးလာနိုင်မယ်တဲ့သို့သောစာပေကျမ်းဂန်တွေမှာဘုရားဟာတက်ကမှမပွင့်ဘူးဆုတ်ကမှပွင့်တယ်လို့ဆိုဒီမှာတော့တမန်အားဖြင့်ပြောလိုက်လို့ရှိရင်လူရဲ့သက်တမ်းတွေကတိုးတက်သွားပြီးနောက်ပြန်ဆုတ်လာတဲ့အချိန်သက်8000တန်းရောက်တဲ့အခါမှာသင်္ခဆိုတဲ့စကြဝဠာမင်းကြီးဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီအချိန်မှာလောကမှာအရိမတ္တရာဘုရားပွင့်လိမ့်မယ်လို့အဲ့ဒီစက္ကဝတိတုတ်မှာဟောထားခဲ့တာရှိတယ်နော်အဲ့ဒါကြောင့်မို့အရေးကြီးဆုံးကပါတော့ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခလို့ဆိုတဲ့ဒီတရားတွေကိုယ်ရင်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားကြရမှာဖြစ်တယ်လောကကြီးပျက်စီးတော့မယ်ဆိုတဲ့အခါမှာဒါကဒီခိတ္တခိရဲ့အဆိုးဆုံးအနှိမ့်ဆုံးအဆင့်ရောက်ပြီးတော့ပြန်တက်တာလေမေတ္တာတရားနဲ့ပဲပြန်တက်ရအမုန်းတရားကလောကကြီးကိုဖျက်ဆီးတယ်မေတ္တာတရားလောကကြီးကိုပြန်တိဆောက်တယ်အဲ့တော့လောကကြီးကိုပြန်တိဆောက်တာမေတ္တာတရားသာလျှင်ဖြစ်တယ်ကဘာကြီးမီးလောင်ပျက်စီးတဲ့ခေတ်ကာလမျိုးမှာဆိုလည်းပဲပ
ပြတ်တော့မဲ့အချိန်နောက်နှစ်ပေါင်း3 သိန်းနှစ်3 သိန်းကြာလွန်မြောက်တဲ့အခါကဘာကြီးပြက်လိမ့်မယ်ဆိုတာကိုလိုက်ပြီးတော့တတိပေးစကားပြောကြတဲ့လောကဖြူဟာဆိုတဲ့နတ်တွေပြမာတွေရှိတယ်သူတို့ကကြိုတင်ပြီးတော့လိုက်ပြီးနှိုးဆော်တယ်သူတို့နှိုးဆော်တာဘာနှိုးဆော်တော့မေတ္တံဘာဝိထမေတ္တာထားကြကရုဏာဘာဝိထအကျဉ်းတရားရှိကြမုရိဒဘာဝိထတူတူဂျလစီတွေမဖြစ်ကြနဲ့ဝမ်းမြောက်နိုင်ကြဥပိ္ပခံဘာဝိထတိခဏချင်းခွင့်လွှတ်ခြင်းတွေရှိကြပါစေဆိုပြီးတော့သူတို့ကဒီပြမစိုးတရားနဲ့ပဲကဘာကြီးကပြန်ပြီးတော့တည်ဆောက်လို့ရမှာဆိုတာကိုသရဝရရဲ့ဘေးအန္တရာယ်လွတ်ကင်းမှုအတွက်ဟောဒီဓမ္မဝိဟာရတရားမှတပါတခြားမရှိဘူးလူလောကမှာနိဗ္ဗာန်မရသေးလို့ရှိရင်ဒီမေတ္တာတရားဟာကိုယ်ရင်နဲ့နှလုံးထဲမှာအကောင်းဆုံးဖြစ်တာဖြစ်လို့မေတ္တာတရားကိုကြိုးစားပွားရမယ်လို့သူတို့ဆိုလို့တယ်အဲ့ဒီမေတ္တာဟာကဘာကြီးကိုပြန်ပြီးတည်ဆောက်နိုင်အောင်စွမ်းအားကြီးမားတယ်လို့သူတို့ဆိုစွမ်းအားကြီးမားတာလူသားတွေရဲ့ငြိမ်းချမ်းတရားမှုကိုဖော်ဆောင်ပေးနိုင်တာဖြစ်တယ်ကဘာကြီးကနောက်ဆုံးမှာဒီမေတ္တာတရားပွားခြင်းအပြင်လူတွေရဲ့နှလုံးသားဟာကြည်လင်အေးမြပြီးတူတူချစ်ချစ်ခင်ခင်နဲ့ရိုင်းပင်းပြီးတော့ဒီအခြေအနေမျိုးတွေကိုပြန်ဖြစ်ပေါ်လာကြိုးစားကြရမှာဖြစ်ဒါမို့မေတ္တာကိုမြတ်စွာဘုရားစက္ကဝတိသုတ်တံမှာဘောခလူတွေရဲ့အသုံးဆောင်တစ်ဖွဲ့ဖြစ်တယ်ဒါကြောင့်မို့မေတ္တာစွမ်းအားကိုဘာအတွက်ပွားရမလဲလို့ဆိုလို့ရှိရင်မေတ္တာကိုလောကလူတွေဟာကိုချမ်းသာဖို့အောင်မြင်ဖို့ဒီလိုပွားနေကြတယ်မဟုတ်ဘူးမေတ္တာပွားတာဟာရင်ထဲကအမုန်းတရားပြောင်းအောင်ပွားရမှာဖြစ်တယ်မေတ္တာကိုထူထောင်နေဆိုတာဘာအတွက်ထူထောင်ရလဲဆိုရင်ခုနရင်ထဲမှာရှိတဲ့အမုန်းတရားတွေမရှိအောင်ပြောင်းအောင်လုပ်လူတိုင်းအသီးသီးရင်ထဲကအမုန်းတရားကိုပျောက်ပလားဆိုတဲ့စံချိန်နဲ့ပွားရမှာဖြစ်တယ်ပေါ့ကိုယ်ရင်ထဲမှာအမုန်းတရားရှိရတဲ့သဗ္ဗေတတအဝိရဟောတုပစကတာရွတ်ပြီးတော့ချင်းလေးလာကြရင်လည်းဖတ်ကနေချလိုက်တယ်နော်အဲ့ဒါလို့လုပ်လို့မရဘူးမေတ္တာတရားဆိုတာဘယ်သူကမှမမုန်းတော့ဘူးဆိုတဲ့အဆင့်ရောက်အောင်ရှင်ထဲမှာရှိတဲ့အမုန်းတရားတွေကိုဖယ်ရှားဖို့ရမေတ္တာပွားရမယ်ငါတို့ရင်ထဲမှာအမုန်းတရားတွေရှိနေသလားတမန်အပြင်လူတွေဟာမုန်းစိတ်ပေါ်ကြမှာပေါ့မယ်ပေါ့သို့တော့ကိုမတဲတဲ့လူတွေးကြည့်လိုက်ဘယ်တော့ငါဘာလုပ်ခဲ့တာဆိုတာရင်မုန်းစိတ်ပေါ်လာအဲ့ဒီလူထိအောင်မပေါ်အောင်မေတ္တာစိတ်ကိုကိုယ်တဏ္ဍမှာရင်ထဲမှာအခိုင်မှာတိဆောက်ပါအဲ့ဒါလိုတိဆောက်ပြီးဆိုမှလူလောကကြီးကတာယာငြိမ်းချမ်းအေးချမ်းမှာဖြစ်တယ်ရှင်ထဲကအမုန်းတရားဖယ်ရှားဖို့ရာအတွက်စွမ်းအားကြီးမားတဲ့မေတ္တာတရားကိုကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသာ